ဒါလေးကတော့ဟိုတနေ့ကကျွန်တော်လားဆင်းပေးထားတဲ့စုံလေးပေါ့နော်ဒါအခုကျွန်တော်သူအကုန်မီးပါညာဆင်းပြီးလို့ဟိုကျွန်တော်လားဆန်းလဲပြတာပေါ့နော်လားဆန်းလဲပေးနေသူလည်းတင်ရင်းနဲ့ပေါ့သူလည်းတင်ရင်းနဲ့ကျွန်တော်သူလည်းတင်ပေးနေပိုင်ရှင်လည်းတင်ပေးနေကျွန်တော်လားဆန်းပြအခုမှစလဲတာပေါ့နော်ဆုံးကတော့ဆေဗိတာဆုံးဒါပေမဲ့ခုတော့ဒီကောင်အခုမှစကြည့်တာဆိုတော့ကျွန်တော်တို့ရှစ်ပိတ်တာလောက်ပဲထည့်ရကြိုက်ပိတ်တာလောက်ပဲစထည့်ပြီးမှနည်းနည်းချင်းတိုးပြီးကိုထည့်ပေါ့နော်အခုမှဆုံးအသစ်ဆိုတော့စင်ပြပါတယ်အခြေဝါလေးပါလေးတော့ဒီလိုတမပါတယ်